initio ရဲ့နောက်ဆုံးထွက်တာရေမွေးအသစ်နှစ်ခုကျွန်တော်လက်ထဲမှာရထားရပေါ့နော်ဆိုတော့ဒီကောင်လေးတွေကျွန်တော်တို့ first impression လုပ်လိုက်ရအောင်ပထမဆုံးတစ်ခုကတော့ဒါ power self လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကတော့ဒါသူတို့ရဲ့ hedonist collection ထဲမှာအသစ်ထွက်လာတဲ့ဟာကျွန်တော်ဒီ hedonist collection ကိုတော်တော်လေးသဘောကျရပါတော့ဘာကြောင့်လဲဆိုတော့အဲ့ထဲမှာပါတဲ့ rehab ဆိုလို့ရှိရင်တော့တော်တော်လေးကောင်းတဲ့ spicy woody lavender အနက် mass therapy ဆိုလို့ရှိရင်အရန်ကောင်းတယ်စိတ်ငြိမ်စေတယ်အနက်လို့ပြောလို့ရတယ် paragon ဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီ woody ဖြစ်တာအောင်မှာ CD note လေးတော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ဒီတစ်ခုမှတော့ဘယ်လိုလာမလဲတော့မသိ power self ဆိုတော့ I don't know like ကိုယုံကြည်မှုရှိစေမယ်နဲ့မျိုးသွားမယ်ထင်တယ် Okay Wow အနက်အရာပြောရမယ်ဆိုရှင်တော်တော်လေးကောင်းတဲ့အနက်လို့ပြောလိုက်ရဒါပေမဲ့ initio standard အရာဆိုလို့ရှိရင်တော်တော်လေး clean ရမ်းဖြစ်နေတယ်ပေါ့နော်အရင်ကိုရိုးရိုးရှင်းရှင်းဖြစ်နေတယ် I think like designer ရေမွေးအနက်နည်းနည်းဆင်တယ်လို့ပြောလို့ရတယ်ပေါ့နော် designer ရေမွေးအနက်နည်းနည်းတော့မဟုတ်တော်တော်ဆင်တယ်လို့ပြောလို့ရတယ် probably like Dior တို့ဘာလို့ထုတ်တဲ့အနံ့ပုံစံမျိုးလို့နည်းနည်းခန့်စားရတယ်ပေါ့နော်ဆိုတော့ IC ဖြစ်တဲ့ဒီ Rosy Peony အဲ့လိုမျိုးအနံ့မျိုးကျွန်တော်ရတယ်အဲ့ဒါကမှ clean ဖြစ်လေးနဲ့လုံးဝညင်ညင်အေးအေးလေးပဲကောင်းလားဆိုရင်တော့ရေမွေးတစ်ခုနေနေဆိုလို့ရှိရင်တော်တော်လေးကောင်းတယ်ဟိုဒီ plain initial ဒီ plain ဖြူတွေထုံးစံအတိုင်းပဲလုံးဝလူက relaxing ဖြစ်ပြီးတော့တော်တော်လေး agent နဲ့ခံစားချက်မျိုးရတယ်ပေါ့နော်ဒါပေမဲ့ဒီအနံ့အရာဟိုပေးရတဲ့ဟာကတော့နည်းနည်းတန်မတန်ကတော့ကျွန်တော်နည်းနည်းဝေခွေးရခတ်တယ်ပေါ့နော်နည်းနည်းပြောရခတ်တယ် master B တို့ rehab တို့ဆိုလို့ရှိရင် paragon တော့ဆိုလို့ရှိရင်လည်းဒါပေးရအတန်တယ်လို့ပြောလို့ရသေးတယ်ဒါပေမဲ့ဒီကောင် performance တော့ကြည့်ရမှာပေါ့နော် performance ကကောင်းတယ်ဆိုလို့ရှိရင်တော့ maybe ပေးရအတန်နေမြတ်တယ်ချိန်ပြီးတော့စကြည့်မှရမယ် initio ရဲ့ power self နောက်တစ်ခုကတော့ can't get enough ပေါ့နော် can't get enough ကိုကျွန်တော်ကြည့်နေကြကူဘာနိုကတော့တော်တော်ကြီးကိုကြိုက်တယ်လို့ပြောတယ်ဆိုတော့ high hopes okay oh wow oh wow okay လေထဲမှာ sweet တော်တော်လေးဖြစ်တဲ့အနံ့တစ်ခုရအဲ့ sweet ဖြစ်တဲ့အနံ့ကဘာနဲ့တူလဲဆိုတော့ကျွန်တော်အရင်ကြိုက်ကြတဲ့ MFK ရဲ့ဒီ background မှာဥစတင်မှုရဲ့လုံးဝ candy လောက်ထားတဲ့ rose အနံ့ပေါ့နော်အဲ့ဒီနံ့ကိုရတယ်အဲ့ဒါမှဥမပါဘဲနဲ့လုံးဝချူလေးနဲ့မှုလေးတွားထားတာတော်တော်လေးလှတယ်ဒါပေမဲ့ဒီနှစ်ခုလုံးမှာကျွန်တော်သတိထားမိတာကတော့အရင်တော့လိုမျိုး initio လေးလိုမျိုးဟိုနည်းနည်းပြင်းတဲ့အဲ့လိုမျိုး deep ဖြစ်တဲ့အနံ့မျိုးတော့မသွားဘူးเนาะနှစ်ခုလုံးကနည်းနည်းလေး fluffy ဖြစ်တယ် airy ဖြစ်တယ်ပေါ့ပဆိုလို့ရမယ်အနံ့ပုံစံမျိုးသွားရလို့ကျွန်တော်မြင်နေဆိုတော့အရင်တော့အကောင်တွေထက်စားလို့ရှိရင်ဒီကောင်တွေကနည်းပို့ပြီးတော့ဘယ်လိုပြောမလဲ initio ရဲ့နွေရာသီဆွလို့ရတဲ့ take လို့ပြောရမှာမသိဘူးဒါပေမဲ့ဒီကောင်ကတော့ can't get enough ကတော့နွေရာသီနဲ့တိတ်တော့မလိုက်ဘူးเนาะဒါပေမဲ့နွေရာသီညနေပိုင်းညပိုင်းနေတော့ဆွလို့ရမယ်လို့ထင်တယ်ဒီကောင်ချိုတယ် rose အနံ့ရတယ်ဥစတင်မှုနဲ့တူလားဆိုရင်တော့ဥစတင်မှုနဲ့လုံးကြီးတူတာတော့မဟုတ်နေဘူးပေါ့နော် atomic rose နဲ့ I think ဥစတင်မှုနဲ့အဲ့လိုမျိုးဂျားတဲ့ဟာမျိုးလို့ပြောလို့ရမယ်ထင်တယ် atomic rose မှာပါတဲ့ sweet ဖြစ်တဲ့ဟာမျိုးလည်းဒီထဲမှာပါတယ်ပေါ့နော်တော်တော်လေးတော့ nice ဖြစ်တယ်ဟိုဆွရတော်တော်လေးပေါ့ပါနေတော်တော်လေးကောင်းမဲ့ထဲမှာပါတယ်ဒါပေမဲ့တေချာပြောနိုင်တာနှစ်ခုလုံးကတော့လုံးဝ initio ရဲ့ထုံးစံအတိုင်းသွားတယ်လို့ပြောလို့ရတယ်ပေါ့နော် initio ရဲ့ထုံးစံဆိုတာဘယ်လိုမျိုးလဲဆိုတော့ initio ကဒီခန်းအောင်ပလင်းနေဆိုလို့ရှိရင် sexy ဖြစ်တဲ့နှံ့ကိုရောက်တယ်ဘယ်လိုပဲဖြစ်သူတို့ထုတ်တဲ့ဟာမှန်များအကုန်လုံး sexy ဖြစ်ကိုဖြစ်တယ်ပြောလို့ရှိရင်ဒီအဖြူရောင် hedonist collection ဆိုလို့ရှိရင်လည်းလုံးဝဒါအေးချမ်းနဲ့စိတ်ငြိမ်စရာကောင်းပြီးတော့လုံးဝ pleasure ရမယ်အနံ့ပုံစံမျိုးအဲ့လိုမျိုးသွားတယ်ဆိုတော့သူ့ theme အရာဆိုလို့ရှိရင်တော့လုံးဝမိတယ်လို့ပြောလို့ရတယ်အနံ့ကတော့အရင်ကထွက်တာတွေနဲ့ရှင်လို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့ simple ဖြစ်တယ်နည်းနည်းလေးပို့ပြီးတော့ light ဖြစ်တယ်ပေါ့ပါပို့ပြီးတော့ဖြစ်တယ်လို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့နှစ်ခုလုံးကတော့အနံ့ quality ကတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ like အနံ့ quality ကိုချက်ချင်း rating ပေးရမယ်ဆိုလို့ရှိရင်တော့ sound quality ကိုကျွန်တော် like ဒီနှစ်ကောင်လုံးကို9 out of 10 တန်းပြီးတော့ပေးလို့ရတယ်အဲ့လောက်ထိအောင် sound quality ကတော့ကောင်းတယ်ဆိုတော့အချိန်ပေးပြီးဆွတ်ကြည့်ပြီးတော့အချိန်လေးဘယ်လိုလာမလဲဆိုတော့ကျွန်တော်ပြပြမယ်ဒီတေချာတာကတော့ power self ကတော့ main ကလေးတွေတော်တော်ကြီးကိုကြိုက်မယ်ထဲမှာပါတယ် can't get enough ကတော့ဒါ unisex လုံးဝ perfect ဖြစ်နေမယ်လို့ပြောလို့ရတယ်ပေါ့နော်ယောက်ျားလေးရော main လေးရောတော်တော်လေးကြိုက်မယ်နဲ့တခုတေချာတယ်ဆိုတော့ဒါကတော့ initio ရဲ့ရေမွေးအသစ်နှစ်ခုကို first impression လုပ်တဲ့ဟာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်ထပ်ဒီလိုမျိုးဗီဒီယိုကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် page ကို like follow see first တာဖို့လည်းမမေ့ပါနဲ့ဒီရေမွေးနှစ်ခုလုံးလည်းစမ်းသုံးကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် page ခွဲပြီးဒီကမှန်သူစကနေပြီးတော့ဒီကန်လေးဝယ်ပြီးတော့စမ်းသုံးလို့ရပါတယ် right ဆိုတော့ see you next time peace